ကိုအိမ်မှာရှိရဲ့ရေခဲတက်တာတွေကအသားငါဟင်းသီးဟင်းရွက်တွေအမြဲလက်လက်ဆက်ဆက်နဲ့တသက်ရရှိစေဖို့ဘယ်လိုနေရာချရမလဲဆိုတာပြပြပေးသွားပါမယ်။ရေခဲတက်တာတွေမှာထားအုပ်ထားမယ်အစားအသောက်တွေအားလုံးအတွက်နေရာ space ကိုကိုစီပေးတင်ပါတယ်။ဒီလိုမျိုးအစားအသောက်တစ်ခုချင်းစီကိုတသက်မတ်ထားခြင်းကရေခဲတက်တာကိုစနစ်တကျဖြစ်စေဖို့ပထမအဆင့်ဖြစ်ပါတယ်။ပစ္စည်းတွေကိုနေရာချတဲ့အခါမှာအလွန်ရိုးရှင်းပြီးသူ့နေရာနဲ့သူအကန့်ခွဲထားနိုင်ပါတယ်။ ready made အသားလုံးထုတ်တွေဝယ်လာပြီးအမြဲလက်ဆက်နေစေဖို့အတွက်ဗမာသိမ်းရမယ်စဉ်းစားနေရင်ရေခဲတက်တာရဲ့ဒီအကန့်မှာသိမ်းဆည်းထားနိုင်ပါတယ်။ရေခဲတက်တာရဲ့အခဲဆုံးအပိုင်းဖြစ်လို့ကြာရှည်လက်ဆက်အောင်ထိမ့်သိမ်းထားပေးနိုင်မှာပါ။အေးတက်ပေးနေရမယ့်အပြင်ပုံမှန်တိုင်းအခက်နေဖို့လိုအပ်တဲ့ရေခဲမုံ cheese တွေသိမ်းဆည်းခြင်းနဲ့ဆိုရင်တော့ဒီအထက်လေးမှာထားပေးနိုင်ပါတယ်။အရန်ကြီးမအေးသလိုအရန်ကြီးလည်းမပူစေအောင် temperature control လုပ်ပေးထားတဲ့ဒီအကန့်မှာရေတန့်မှုနဲ့ရေဘူးတွေကိုသိမ်းဆည်းထားနိုင်ပါတယ်။အချိုရည်ပလင်းတွေထားခြင်းနဲ့ဆိုရင်တော့ဒီလိုမျိုးလေးလဲပြီးတော့သိမ်းဆည်းထားနိုင်ပါသေးတယ်နော်။အသီးနှံတွေကိုသိမ်းမယ်ဆိုရင်တော့ဒီနေရာလေးမှာထားလို့ရပါတယ်။တကယ်လို့ဒီအကန့်လေးတွေရဲ့ဝင်ဆက်မှုပမာဏကိုကျဲချင်တာသို့မဟုတ်ကြီးချင်တာရှိရင်ဒီ layer လေးတွေကကြိုက်တယ်လို့ adjust လုပ်လို့ရနိုင်ပါတယ်။နွားနို့ဆိုရာနဲ့အချိုရည်တို့လို liquid item တွေကမဖိတ်အောင် view စိုက်ပေးရမယ့်အစားအစာတွေဖြစ်ပြီးတော့သူတို့ကိုဒီဘေးမှာတသက်ရနဲ့စနစ်တကျထားနိုင်ပါတယ်။ကြက်ဥလေးတွေထည့်သိမ်းမယ်ဆိုရင်တော့ရေခဲတက်တာတွေမှာပါတဲ့ဒီလိုကြက်ဥထည့်တဲ့အကန့်လေးမှာထည့်သိမ်းပေးလို့ရပါတယ်။ပေါင်မုန့်နဲ့အခြား snack တွေကိုလည်းဒီလိုမျိုးဘေးကန်တာမှာထားနိုင်ပါတယ်။တမယာသည်ဂျင်းငရုတ်သီးစိမ့်တို့လိုမျိုးမီးဖို့ချောင်းသုံးတိုလီမိုလီလေးတွေကိုလည်းဒီလိုမျိုးအကန့်မှာထားနိုင်ပါသေးတယ်။အသားလုံးထုတ်နဲ့အခြားပစ္စည်းတွေကို plastic အိတ်နဲ့တေချာထုတ်ပိုးပြီးတော့အဲ့ဒီပေါ်မှာနာမည်ရေးလို့ခွဲထားနိုင်ပါတယ်။ဒါမှဘယ်အစားတောက်ကဗမာလဲဆိုတာကိုကွက်ပြပြမြင်နိုင်ပြီးတော့တသက်ရှင်းရှင်းရှိစေမှာပါ။ဒီစားတောက်တွေရဲ့ expire date ကိုအလွယ်တကူသိနိုင်ဖို့ Microsoft ပင်နဲ့ရေးပြီးတော့ရှေ့ဘက်ကိုလှည့်ထားရင်ပို့ပြီးတော့လွယ်ကူစေမှာပါ။ဒါဆိုဒိတ်လုံအစားတောက်တွေကိုမစားမိစေခြင်းကမိသားစုရဲ့ကျန်းမာရေးကိုလည်းကာကွယ်ရရောက်ပါတယ်။ဘူးသေးသေးလေးတွေပလင်းသေးသေးလေးတွေသုံးဖို့လည်း recommend ပေးချင်ပါတယ်နော်။အဲ့မှာရေခဲတက်တာရဲ့မှာ space အများကြီးမယူဘဲနဲ့နေရာလွတ်တွေပို့ထွက်လာမှာမို့လို့ပါ။ဟင်းသီးဟင်းရွက်တွေကိုလည်းဒီလိုနည်းနဲ့အလွယ်တကူခွဲခြားပြီးတော့သိမ်းဆည်းနိုင်ပါသေးတယ်။တကယ်လို့တီးတက်ခွဲထားဖို့အကန့်တွေနည်းနေရဆိုရင်တော့ plastic အိတ်နဲ့လုံလုံခြုံခြုံသိမ်းဆည်းနိုင်ပါတယ်။အမြဲတမ်းတန်ရှင်းလက်ဆက်နေဖို့အကောင်းဆုံးနည်းလမ်းကတော့ဆိုင်ကနေဝယ်လာပြီးချင်းရေစေးတန်ရှင်းပြီးတော့ဘူးပလင်းအိတ်တွေထဲမှာတေချာသိမ်းဆည်းထားနိုင်ပါတယ်။ဒါဆိုရင်ကိုလိုချင်တဲ့ပစ္စည်းနဲ့အစားအသောက်အမွှေးကြိုင်တွေကိုလွယ်လွယ်ကူကူနဲ့အချိန်ကုန်သက်သာစွာကြိုက်တဲ့အကန့်အနေရွေးချယ်ရယူနိုင်မှာဖြစ်ပါတယ်။အခုလိုမျိုးလျှက်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ဗဟုသုတအကြောင်းအရာတွေကိုသိကျင်နေဆိုရင်တော့တီဟုံးရဲ့ YouTube Channel ကို Subscribe လုပ်ထားလိုက်တော့နော်။